အမျိုးသားတဦးဟာသူ့ဇနီးမသိအောင်နောက်မိန်းမတစ်ယောက်နဲ့တိတ်တဆိတ်လက်ထပ်ခဲ့ပါတယ်။သူကတော့အရာအလုံးကိုအကွက်စစ်စစ်ဖုံးကွယ်ထားနိုင်တယ်လို့ထင်နေပေမဲ့သူ့ဇနီးကအစကတည်းကအားလုံးကိုသိနေခဲ့တာပါ။ဒါကြောင့်တစ္ဆာမရှိတဲ့ခင်မွန်းတီကိုလွတ်လပ်ခွင့်ပေးဖို့အတွက်ဇနီးဖြစ်သူကခင်မွန်းပေးခဲ့မှုတဲ့တန်ဖိုးနဲ့လက်ဆောင်တွေကိုအကုန်လွှင့်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်ဖောက်ပြန်ထားတဲ့တပ်တွေအထောက်ထားအားလုံးကိုစပွဲပေါ်မှာတင်ထားခဲ့ပြီးသူမရဲ့စံကတ်ကိုပါချိုးပစ်ကခင်မွန်းတီတစ်သက်လုံးနောက်တရသွားစေဖို့နောက်ကျောင်းမလဲပဲသူ့ဘဝထဲကနေအပြီးပိုင်ထွက်ခွာသွားခဲ့ပါတယ်။တစ်ဖက်မှာတော့ခင်မွန်းတီကဘာမှမသိသေးပဲအိမ်ပြန်လမ်းမှာသူ့ဇနီးကိုမမျှော်လင့်ပဲလမ်းမှာမြင်လိုက်ရပါတယ်။အဲ့ဒီအချိန်ကြာမှသူဟာဇနီးတဲ့ကိုထာဝရလက်လွတ်လိုက်ရပြီဆိုတာသိလိုက်ရပေမဲ့ဒါတွေအားလုံးကသူ့ရဲ့အမှားတွေကြောင့်ဖြစ်ရတာဆိုတာကိုတော့သူသဘောမပေါက်သေးပါဘူး။တကယ်တော့သူဟာတစ်ချိန်ကဇနီးတဲ့ကိုအယမ်းချစ်ခဲ့တာပါ။သူမအတွက်နဲ့ဒေါ်လာဘီလီယံချီတဲ့အမွေတွေကိုတောင်ဆွန့်လွတ်ခဲ့ပြီးဖခင်ဖြစ်သူနဲ့ရန်ဖြစ်လို့အရိုက်နဲ့တောင်ခံခဲ့ရပူပါတယ်။နောက်ဆုံးမှာတော့သူ့ဖခင်ကသူတို့အိမ်အောင်ရေးကိုသဘောတူခဲ့ပေမဲ့ဂတိတစ်ခုတောင်းခဲ့ပါတယ်။ဇနီးဖြစ်သူကကိုဝင်အကြိမ်ကြိမ်ပြက်ကြပူပြီးမိခင်မဖြစ်နိုင်တော့တာကြောင့်မျိုးရိုးဗီဇကောင်းမွန်တဲ့ကလေးတစ်ယောက်ရဖို့အတွက်မိသားစုကရွေးချယ်ပေးတဲ့အမျိုးသမီးနဲ့ကလေးယူရမယ်ဆိုတဲ့အချက်ပါ။အချစ်အတွက်ကြောင့်ခင်မွန်းတွေကဒီအချက်ကိုသဘောတူခဲ့တယ်လို့ဇနီးဖြစ်သူကလည်းဒါဟာခေတ္တခဏပဲဖြစ်မှာပါလို့ထင်ပြီးခွင့်ပြုခဲ့ပါတယ်။ဒါပေမဲ့ဒီသဘောတူညီချက်ကလက်တွေ့ဘဝထဲအမြန်ရောက်လာလိမ့်မယ်လို့သူမမထင်ထားခဲ့ပါဘူး။သူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့မှာပဲခင်မွန်းတီစီကိုတခြားမျိုးသမီးစီကဖုံးဝင်လာပြီးသူဟာဇနီးကိုထားခဲ့ကထွက်သွားခဲ့ပါတယ်။ဇနီးဖြစ်သူဆေးရုံကိုရောက်သွားတဲ့အခါမှာတော့ခင်မွန်းနဲ့သူ့မိသားစုဟာဟိုမျိုးသမီးနဲ့အတူပျော်ရွှင်နေကြတာကိုတွေ့လိုက်ရပါတယ်။ဖခင်ဖြစ်ရလို့ဝမ်းသာနေတဲ့ခင်မွန်းရဲ့မျက်နှာကိုကြည့်ပြီးသူမဟာသူတို့ဘဝမှာလူပိုးဖြစ်သွားပြီဆိုတာနားလည်သွားပါတယ်။သူမကခင်မွန်းကိုရင်ဆိုင်မေးမြန်းတဲ့အခါခင်မွန်းဖြစ်သူကတုံ့လှုပ်သွားပေမဲ့ကလေးလည်းရပြီဆိုတော့ဟိုမိန်းမကိုဘယ်တော့ထားခဲ့မှလဲဆိုတဲ့မေးခွန်းကိုတော့သူမဖြေနိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာဟိုမိန်းမကဟန်ဆောင်ပြီးတောင်းပန်ရင်းလဲကြပြကဇနီးတဲ့အပေါ်အပြစ်ပုံချပါတော့တယ်။အမှန်တရားကိုမသိတဲ့ခင်မွန်းတီကဇနီးကိုစိတ်ဆိုးပြီးဟိုမိန်းမကိုပွေ့ချီကထွက်သွားခဲ့ပါတယ်။ဒါဟာဇနီးတဲ့ရဲ့နှလုံးသားကိုအပြီးပိုင်ကြေကွဲသွားစေခဲ့ပါတယ်။သူမဟာဆက်ဆံရေးကိုအဆုံးသတ်ဖို့ဆုံးဖြတ်ပြီးသူမရဲ့အမတ်သားတွေကိုဖျက်သိမ်းဖို့အတွက်လူဝင်မှုကြီးကြပ်ရေးရုံးကိုဖုံးဆက်လိုက်ပါတယ်။တစ်ဖက်မှာတော့ခင်မွန်းတီကဟိုမိန်းမနဲ့ကလေးကိုအိမ်ခေါ်လာပြီးသူမနေကောင်းသွားရင်ပြန်ပို့ပေးပါမယ်လို့ဇနီးကိုလိမ်ညာပြောဆိုပါတယ်။ဇနီးဖြစ်သူကဘာမှပြန်မပြောဘဲငြိမ်နေတာကိုခင်မွန်းကအံ့ဩနေပေမဲ့ဟိုမိန်းမကတော့ဇနီးတွေကိုအိမ်ကနေဘလို့မောင်းထုတ်ရမလဲလို့ကြံစည်နေပါတယ်။နောက်တစ်နေ့ခင်မွန်းအလုပ်သွားချိန်မှာဟိုမိန်းမကဇနီးတွေကိုစော်ကားပြီးလှုပ်ဝက်ချက်တစ်ခုကိုဖွင့်ပြောလိုက်ပါတယ်။အဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်တွေအတွင်းဇနီးတီကိုဝင်ပြစ်ကြခဲ့တာတွေအားလုံးဟာခင်မွန်းတီကိုယ်တိုင်စီစဉ်ခဲ့တာဖြစ်နေလို့ပါပဲ။ဟိုမိန်းမကသူမကလေးမမွေးမချင်းဇနီးတွေကိုမိခင်မဖြစ်စေချင်တာကြောင့်ခင်မွန်းဖြစ်သူကိုခိုင်းခဲ့တာပါ။ဒါကိုသိလိုက်ရတဲ့ဇနီးတီဟာအယမ်းတုန်လှုပ်သွားပြီးဒေါသတကြီးနဲ့ဟိုမိန်းမရဲ့လက်ပင်ကိုညှစ်မိပါတယ်။အဲ့ဒီအချိန်မှာခင်မွန်းတီရောက်လာပြီးဇနီးကိုတွန်းထုတ်လိုက်တာကြောင့်သူမကောင်းတဲ့နေရန်နဲ့စောင့်မိသွားပါတယ်။ဒါကိုတောင်ခင်မွန်းဖြစ်သူကဂယုမဆိုင်ဖဲဟိုမိန်းမကိုပဲဆေးရုံခေါ်သွားခဲ့ပါတယ်။ဒီလိုနဲ့ဇနီးဖြစ်သူကတော့အရာအလုံးကိုလက်လျှော့လိုက်ပြီးသူ့ဘဝထဲကနေထာဝရထွက်ခွာသွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။နောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့